တချို့ဆိုရင်ကြွေပြားကတ်ကော်တွေက C0 grade တွေရှိတယ်အဲ့မှာဆိုရင်ဘီလက်မီနဲ့အသေးပဲပါဝင်မှုများပြီးတော့ဒီC1 တို့ C2D တို့ဆိုတာ European Standard 12004 အောက်ကနေသတ်မှတ်ထားဖြစ်ပါတယ်ဒါအကြွေပြားကတ်ကော်တွေကိုအဓိကသတ်မှတ်ပေးထားပါဘောနော်တချို့ဆိုရင်ကြွေပြားကတ်ကော်တွေက C0 grade တွေရှိတယ်အဲ့မှာဆိုရင်ဘီလက်မီနဲ့အသေးပဲပါဝင်မှုများပြီးတော့ဒီ flexible အကျုံးကြွရအောင်ဆွဲကအားကောင်းအောင်ထည့်တဲ့ polymer လိုမျိုး chemical ဓာတ်ပေါင်းတွေပါဝင်တာမျိုးနေတတ်ပါတယ်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကကိုသုံးဆွဲမဲ့ကြွေပြားကတ်ကော်ပေါ်မူတည်ပြီးတော့ C0 လား C1 လား C2D လားဒါတွေသိရှိအောင်ဒီလိုမျိုးပြောပြပေးထားဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါဗျဒါဆိုရင်ဒါကျွန်တော်တို့ easy fit ကထုတ်လုပ်ထားတဲ့ C1 grade ဒီကြွေပြားကတ်ခေါ်လေးဆိုလို့ရှိရင်ဒီကြွေပြားကိုကတ်တယ်ပေါ့လေကတ်ပြီးတော့ဒါပြန်ခွာလိုက်တဲ့အချိန်မှာဆိုရင်သူ့ရဲ့ကားကအနည်းဆုံးဒါ 0.5 megapascal လောက်ရှိရပါမယ်နောက်တစ်ခုအနေနဲ့ C2D grade ဒီမှာကျတော့ဒီကြွေပြားကတ်ပြီးလို့နောက်ပြန်ခွာလာတဲ့အချိန်မှာဆိုလို့ရှိရင်ဒီသူ့ရဲ့ကားကအနည်းဆုံးဒါ1 megapascal လောက်ရှိရပါမယ်ပြီးနောက်တစ်ခုအနေနဲ့ဒီသူ့မှာဆိုလို့ရှိရင်ပေါ့လေနောက်ထပ်ဘိုးအနေနဲ့ကဒီကြွေပြားစိုက်ကြီးတွေကိုနေရာနေမှာကတ်တဲ့အခါမှာဒီရှော့မကြစေတဲ့ contact တွေနောက်တစ်ခုအနေနဲ့ကအလုပ်လုပ်ရှင်ပုံမရရှိတဲ့ contact တွေစားတဲ့ဆန်းဆောင်ရင် contact တွေရှိတဲ့ grade ကိုဒါ C2D grade လို့သတ်မှတ်တာဖြစ်ပါတယ်ကောဆိုရင်အကတ်ဆုံး easy fix ကိုတော့